International High School တို့မှာတခုရရည်နဲ့နိုင်ငံတကာပညာရေးလမ်းကြောင်းပေါ်စောင့်ရတဲ့တောင်းတန်းကြောင်းများGEDဆိုတာ General Educational Development Report American နဲ့ Canada နိုင်ငံအသိအမှတ်ပြုတာတက်တန်းအောင်လက်မှတ်နေကြတယ် High School တို့ဖြစ်ပါတယ် GED ကိုလို့ရရနိုင်ငံတကာပညာရေးလမ်းကြောင်းကိုညွှန်မဲ့ဆောင်ကျောင်းကြီးကြောင်းတက်တန်းမှုလုပ်နေတဲ့ဆက်ဆောင်မှုပြည်သူတွေကပြောရတယ် GED exam အတွက်ပြင်ဆင်နေတဲ့ကျောင်းသားကျောင်းသူများအတွက် YUS ကိုလက်ရုံနဲ့ နိုင်ငံတကာပြည်သူကြီးဝိုင်းဆရာဆရာမကြီးကပညာသင်ယူနိုင်ပြီးသက်သက်တဲ့နိုင်ငံတကာစကားပြောကျောင်းကျောင်းပြီးပညာသင်ဆောင်ဆောင်ဒီကကောက်ပြီးသိချင်တယ်သက်သက်ကိုဒီဆောင်ဆောင်ပြီးဝိုင်းဒီအားကောင်းပြီးတဲ့Calling ပါရေးရည်ပြည်ရေးပြီး ITC ဖြစ်လို့လည်း Foundation Program တွေ Diploma တန်းရဖို့ပါတက်ရောက်နိုင်ပါခင်ဗျာ